အားလုံးပဲမင်္ဂလာပါခင်ဗျသူတို့ကကျုံးမဲ့ဖန်ဆိုင်ရနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အခုရှင်းမှတ်ပြမှာကြတော့ကျွန်တော်စီမှာရရှိနိုင်မဲ့ portable အိတ်ဆောင်14တွေကနေစပြီးတော့တိုင်မာတဲ့မိသားစုတွေများများသုံးလို့ရမယ်စင်အောင်တာတွေကိုတနေရာထဲမှာလက်လီလက်ကား9လုံး10လုံးကနေစပြီးတော့တက်တာဆုံးဈေးနှုန်းအချိုသားဆုံးဈေးနှုန်းနဲ့ရရှိနိုင်မယ်ဆိုတော့လာပြီးတော့မိတ်ဆက်ပေးရပဲဖြစ်ပါတယ်ဗျဈေးနှုန်းလေးတွေကလည်းပဲ1သိန်းဝန်းကျင်2သိန်းဝန်းကျင်3သိန်းဝန်းကျင်ဆိုပြီးတော့အမျိုးအစားလိုက်ကိုရွေးချယ်လို့ရအောင်မှာဖြစ်ပါတယ်ဗျကျွန်တော်စီမှာ Wi-Fi ဆက်လေးတွေဝယ်ပြီးသွားရင်အကိုတို့အနေနဲ့လုံခြုံစိတ်ချမှုရှိအောင်ဆက်အသီးသီးကိုအာမခံတနည်းနည်းပေးထားဖြစ်ပေမဲ့လည်းပဲနောက်ဆက်တွဲပြဿနာတွေကို after sales service အနေနဲ့ပေးထားရလဲဖြစ်တဲ့ကြောင့်မလို့လုံခြုံစွာရေရှည်လက်တွဲနိုင်မှာပဲဖြစ်ပါတယ်ဗျကျွန်တော်ဘက်ကနေပြီးတော့ after sales service အနေနဲ့ကလည်းပဲ software ပိုင်း error ကို lifetime ပေးထားဖြစ်တဲ့ကြောင့်မလို့အခုပဲလာရောက်ပြီးတော့အားပေးလိုက်ပါတော့ဗျကျွန်တော်အခုပြပေးထားတဲ့ဆက်လေးတွေကိုဆက်သွယ်မှာလို့ပါကျွန်တော်ဖုန်းနံပါတ် Viber လေးဖြစ်တဲ့39 429836 538 Viber လေးကိုဆက်သွယ်မှာလို့ရပြီးတော့ဆိုင်လာခြင်းတဲ့ customer များအနေနဲ့ကြတော့ရန်ကုန်သင်္ကန်းကျွန်းမြို့နယ်၄တောင်ကန်လမ်းမကြီးဘောင်းမြတ်မှတ်တိုင်းရွှေကိန်းအင်ယာဝင်းထဲမှာဆိုင်ကလေးဖွင့်လှစ်ပေးထားပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ